ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်လိုမျိုး diamond တွေရော skin တွေ emote တွေပါတခါတည်းအလကားရတဲ့ event တွေကိုရှင်းပြပေးမယ်ပေါ့နော်။ Okay ကျွန်တော်ကိုယ်တိုင်လည်းတကယ်ရတာဖြစ်လို့မို့ data တို့အနေနဲ့တေချာလေးလိုက်ပြီးတော့ကြည့်ပေးကြပါဗျ။ပထမဆုံးအနေနဲ့ကျွန်တော်တို့ in game တွေက event များဆိုတာရှိရပေါ့နော်။အဲ့ထဲကိုတစ်ချက်ဝင်လိုက်မယ်။ဝင်ပြီးရင်ကျွန်တော်ဒီမှာ၄ချောင်းမြောက်လေးရှိတယ်ပေါ့နော်။ကျွန်တော်မြားလေးလည်းထောက်ပေးထားမယ်ဗျ။ Okay အဲ့ဒီ၄ချောင်းမြောက်ထဲကိုဝင်မယ်ပြီးရင်အောက်ဆုံးအထိကိုတစ်ချက်ဆွဲလိုက်ပါဗျ။အောက်ဆုံးထိရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာမြန်မာလိုပဲရေးပေးထားတယ်ပေါ့နော်စီဇန်41 hero 1အတွက် fan edition ပြိုင်ပွဲဆိုတာလေးရှိတယ်ဗျ။ Okay အဲ့ဒါလေးကိုပေါ်လာပြီဆိုလို့ရှိရင်ဆက်သွားမည်ဆိုတဲ့ခလုတ်လေးကိုပဲကျွန်တော်တစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ event တွေကိုကျွန်တော်တို့ရောက်သွားပြီဗျာ။ Okay ဒီ event တွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာလာခဲ့တဲ့ event တွေလိုပဲဗျာကျွန်တော်တို့မဲလေးပါညာဖောက်လို့ရသေးရပေါ့နော်ဗီဒီယိုလေးပါညာတင်လို့ရှိရင် lucky box skin တွေဆိုရင်9កောင်ထိပါထည့်ပေးထားတယ်ပေါ့နော်တခြား eBay skin တွေပါသေးရဗျ။ Okay တေချာပေါက်ကတော့အာမခံထားတာအလဲမှာပြထားတဲ့ emote တစ်ခုကိုတော့တေချာပေါက်အာမခံပေးထားတယ်ပေါ့နော်ပထမဆုံးတစ်ချိန်မဲဖောက်ခြင်းကနေပြအာမခံပေးထားတယ်ဒါကတော့တခြားပေါ့နော်စုလေးတွေဗျပတ်စံနဲ့ diamond တွေဗျ။ Okay TikTok ရော YouTube ရော Facebook ရော Instagram ရောကျွန်တော်၄မျိုးလုံးကိုဝင်ပြီးတော့ပြိုင်လို့ရတယ်ပေါ့နော်ပြိုင်တာကတော့ကျွန်တော်တို့တွေအဆင့်ကောင်းရင်ကောင်းလိုမျိုးပေါ့နော် view ကောင်းရင်ကောင်းလိုမျိုးဒီလိုမျိုးစုတွေရလိမ့်မယ်ဗျာ။ဟုတ်ကဲ့ဒါတော့ကျွန်တော်ထူးချွန်စုလိုက်ရတယ်ကျွန်တော်တို့တွေပြောရမယ်ဆို AI နဲ့လှုပ်ထားတွေပါထည့်လို့ရတယ်ဗျာ။ AI ပြိုင်ပွဲဆိုပြီးပါအောက်မှာတစ်ဆင့်ရှိသေးရပေါ့နော် AI နဲ့လှုပ်ထားတဲ့ပြိုင်ပွဲဝင်တွေအတွက်စုသက်ရှိသေးရ။ Okay ဒါဆိုတော့တော်တော်မိုက်ဝါရောနော်ခုက AI ခေတ်ဆိုတော့ဗျာ AI နဲ့ဘာမှခက်တာမဟုတ်ဗျာ။ Pro လေးတစ်ချက်နှစ်ချက်လောက်ရေးလိုက်ပြီဆိုတော့ねဗီဒီယိုတစ်ခုလောက်ထုတ်ပြီးသွားတာဆိုတော့တော်တော်မိုက်တဲ့ပြိုင်ပွဲလို့ပြောလို့ရတယ်။